လာဆိုင်ကနေ့စဉ်များကြိုးစားပြီးရှင်ချာလို့မင်းသွားတွေ့ကြကြုံခိုက်သူတွေရတိုက်လေးမှာလမ်းကြီးသူလို့လူချင်းတွေ့ရပါအလုံးဝါပြီးသွားတဲ့ပဲကွာဆောင်ရောက်ရုပ်ဝတ္ထုတွေဟာတဏှာတာလေးပါကျူစင်တဲ့စိတ်ကလေးနဲ့လက်ကြသူကိုဖိမထူလို့ရအရာအလုံးအားမတည်မြဲခြင်းတွေပါတူနဲ့တူအမုန်းပတိပဲအပြုံးလေးနဲ့ဝဲဝလို့ကိုကြီးကောင်းကြမှာအမှန်တရားကိုကြားနိုင်ဖို့နားတစုံနဲ့အမိပေးခဲ့တယ်လက်ရှိဘဝကိုမြင်နိုင်ဖို့ဒီလိုလုံးနဲ့မိပေးခဲ့တယ်တူဘတူသာနာရာရဲ့ဒီနေ့ရှိကြရဲ့တရားအလုံးဟာထားရည်ဒီကာရဲ့ခဏသာအဲ့ဒီပဲကိုယ်တရားလုံးဟာမတည်မြဲပါဘူးလူဘဝသုံးတွေ့ချိန်လေးမှာတယောက်နဲ့တယောက်ကြည်ကျင်ကျင်နာလေးနဲ့ဖိမတ်ပြီးစောင့်ရှောက်လို့လူဘဝကြီးရှင်းတန်နိုင်ကြပါစေထူတောင်းလိုက်ပါခင်ဗျာလူဘဝတေကနာလေးမှာလေထွက်နေဝေးချိန်ကြီးနဲ့လုံးလာဆိုင်ကနေ့စဉ်များကြိုးစားပြီးချိန်ချလို့မင်းသွားကတွေ့ခိုက်တူခိုက်အတူလေးရခိုက်လေးမှာလမ်းကြီးတူလို့လူချင်းတွေ့တာပါအားလုံးဟာဘဝကြီးသွားတဲ့လေကိုအဆောင်လုံးရုပ်ဝတ္ထုတွေဟာတဏှာတာလေးပါသူစင်တဲ့စိတ်ကလေးနဲ့လက်ကြသူကိုပေးမှသူလူသာအရာလုံးဟာမတည်မြဲခြင်းတွေပါသူနဲ့တူအမုန်းမရှိပဲပြုံးလေးနဲ့ဝမ်းဝကိုရင်တောက်ချမှာမတရားကိုကြားနိုင်ဖို့နားတစုံနဲ့မိပေးခဲ့တယ်လက်ရှိဘဝကိုမြင်နိုင်ဖို့နှလုံးတစ်စုံနဲ့မိပေးခဲ့တယ်သူဘတူသာနာရာရဲ့ဒီနေ့ရှိကြရဲ့အရာအလုံးအားထားခဲ့ပြီးတင်ခါရဲ့ခဏသာအဲ့ဒီပဲကိုယ်အရာ